ကျောင်းသူမလေးရဲ့တနည်းဆက်ပေးတာမှဖြစ်ပါတယ်။ဟာမနဲ့မူးနေစောလိုက်တာငါလားအဲ့ရမဝတ်ဒီတော့ချူလိုက်ပါမလေးညလောက်ကမယ်8 နာရီထော်တယ်အမလေးကျစရရရောက်နေပြီလားမသိအမြန်လို့အမြန်လေးလို့အမြန်လေးလောက်ကဖုန်းရနေကြနေလို့ဒီခံပါလို့ချိုးပါအောင်အမလေးအစိမ်လာပဲဟဲ့ဒီလောက်ဒီ8 နာရီအောင်ခိုးနေပြီအိုးအမြန်ပါဆိုမမခဏလေးငါမိုးလေးဝယ်ရမယ်မနှက်စားလို့မရတော့ဘူးမလေးအင်းလေးလိုက်အောင်ဦးနီဖောင်းတော့ညစ်ပတ်နေပြီပဲဟိုငါကြောင့်စော့တာတဲကလေးဟောငါလွဲယူတော့မေးခဲ့လွဲကောင်မဒီလွတ်ဒီနေ့ငါကြောင်းကိုကားနဲ့တွိုင်းကမလားစပိန်နဲ့တွိုင်းကမလားထင်ရလဲနောက်ကျနေတော့စပိန်နဲ့ပဲတက်တယ်ပါဒီကနာဒီနာကြောင်းမှရှိရဆိုစပိန်နဲ့တော့တိတ်တော့ကြာလောက်ပါဦးအမြန်တော့မရအမြန်မလေးကျောင်းတော့ကြာရမယ်ဟိုအရေးထဲမှာလည်းမမုတ်ဝေအောင်အိုးကျောင်းနဲ့ရက်လာပြီအမလီသူတော့ဟိုပကံပထမရကဲမြင်သွားမယ်ကျောင်းတော့ကြောက်နေပြီကဲမုတ်လဲဝေသွားဆိုမှာနည်းတိတ်မနောက်တာဒီဆရာမြောက်ကြီးငါစားအောင်ပါပဲမြင်သွားပါတော်ဒီပါလေဆရာမြောက်တို့လူရတော့စုံလေးလေးဟေးဒီနေ့ကတားပဲဒီနေ့ကျောင်းလက်စင်ကြောရမယ်ဆိုအဲ့ဒါတော့ရှိမှာဆရာမလာတိလမ်းဒီဆရာမလာတိငါမူစားရအိုးဆိုရှိစားလို့ကောင်းတယ်ဆရာမလာတိတော့မြတ်စားတာကုန်းတော့မယ်မောက်ကစားသူရရှိသေးတယ်ဟဲ့နင်းလည်းကြွရလားကျိုးနောင်ဟဲ့ငါအခုမှမနဲ့စမ်းစားပြီးရောက်လာတာနေရလဲဟဲ့ကစီကုတ်လိုက်တာကစီကုတ်တယ်မကုတ်တာငါမကြည့်ငါပဲစားနေပြီဆရာတော်စားတင်ပြီးသွားပြီအမလေးငါတို့ကြီးအေးတော့ဝယ်အောင်ဒီကောင်မလေးပြောပါနဲ့ဟဲ့ပေတာမလို့လေဘယ်မှမပေါ့ခဲ့ငါအင်တာတမ်ဟဲ့အေးဝယ်ရမူစားကြောင်းစင်းနေမဟုတ်ဆိုငါပြောခဲ့ဝယ်လိုက်ပါမယ်โอเคအေးရောက်တော့ကောမကူကလာပြောပါစဘာဒီပြီးကေတော့လေပါမင်းတရားမတော့ရောက်တော့ဆိုင်မယ်အခုပြေးပြန်ရမယ်အချိန်ရောက်လာပြီဟာအပြေးသွားလက်ကြည့်ရမယ်အချိန်ရောက်လာပြီစားလဲတင်ပြီးသွားပြီဆိုတော့အမလေးပြင်းသွားလိုက်ကြမယ်တော်ကြပြီကျောင်းလဲဆင်းသွားပြီဟာအမလေးခုမှပဲကျောင်းဆင်းတော့တနေ့ကုန်လို့မှဘာမှမစားပဲနေကြအချိန်ရတဲ့ချိန်ကောင်းမှတင်ရ